ဆရာဆိုလို့ရှိရင်လေကျွန်တော်ဆရာကိုတစ်ချက်ထပ်ပြီးတော့မေးချင်တာကပေါ့နော်ခုဆရာရှေ့မှာပြောသွားတဲ့အတိုင်းပိုင်းမှာလည်းပါတယ်ဒီ speech delay ပေါ့နော်စကားပြောနှောင့်နှေးတာနဲ့ပတ်သက်လို့ပေါ့နော်ဆိုတော့အားလုံးကဒီဟာ speech delay ဖြစ်ပြီဆိုလို့ရှိရင်ဒါကပြဿနာတစ်ခုဖြစ်နေတာလားဒါမှမဟုတ်ပုံမှန်ဖွံ့ဖြိုးမှုတချို့ဆိုလို့ရှိရင် solve ပြီးဖွံ့ဖြိုးတာတချို့ဆိုလို့ရှိရင်နောက်ကျတာဒါမျိုးတွေ window တစ်ခုရှိရပါတော့အဲ့ဒါမျိုးလားဘယ်အချိန်ဆိုရင်ကျွန်တော်တို့တွေကစိုးရင်ရမယ်ပြဿနာလားပုံမှန်အတိုင်းဖြည်းဖြည်းနှီးနေရလားဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါမျိုးလေးလေးဆရာတစ်ချက်ကျေးဇူးပြုပြီးပြောပြပေးပါဦးခင်ဗျဟုတ်ကဲ့ပုံမှန်ဆိုလို့ရှိရင်တော့ဒီ gender လေးကိုလည်းကျွန်တော်တို့ကကြည့်ရတယ်ပေါ့နော်အဓိကတော့ main ကလေးပေါ့နော် main ကလေးဆိုလို့ရှိရင်တော့တစ်နှစ်ကျော်ဆိုရင်လည်းသူကစပြီးတော့ပြောကြတယ်ယောက်ျားလေးရောတချို့ကလေးတွေကျတော့3နှစ်ပေါ့နော်ရှာရှာပပလေးတွေရှိတယ်ပေါ့နော်3နှစ်နောက်ပိုင်းမှပြောတာလေးတွေရှိတယ်အဓိကတော့ခုနလိုပဲကျွန်တော်တို့ကစကားပြောတာကိုကြည့်ပြီးဆိုရင်ကျွန်တော်တို့ကသူတို့ရဲ့ဘာသာစကားနားလည်မှုကိုလည်းကြည့်တယ်ပေါ့နော်ဘာသာစကားနားလည်မှုရှိတယ်တချို့တွေကျတော့မပြောနိုင်ဘူးဒါပေမဲ့ခုနလိုပဲကောင်းကောင်းနားလည်တယ်ဥပမာဆိုကျွန်တော်ဒီ instruction တွေနဲ့ပြောမယ်ဆိုရင်ဥပမာဆိုတစ်နှစ်ဆိုလို့ပြောရမယ်ဒါပေမဲ့သူကဘာလဲဆိုရင်ဒီ instruction ကိုနှစ်ခုကိုနားလည်ရမယ်ဥပမာဆိုရင်ဖက်ကိုစေမော်တင်မယ်လွဲကိုချိန်မှာသွားချိန်မယ်အဲ့လိုမျိုးမှသူကနှစ်ခုလုံးကိုလည်းကောင်းကောင်းလိုက်ပြီးတော့ instruction ကို follow မလုပ်နိုင်ဘူးစကားလည်းကောင်းကောင်းပေါ့နော်ခုနလိုပဲဒီတစ်လုံးပြောမယ့်အချိန်မှာတစ်လုံးကိုမပြောဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ reflect အနေနဲ့ပေါ့နော်သတိထားမယ့်အချက်တည်းမှာကျွန်တော်ထည့်သွင်းပြီးတော့စဉ်းစားတယ်တချို့ကျတော့လည်းစကားပြောတယ်တိတာမှုမရှိဘူးပြောတော့ပြောတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကခုနလိုသတိထားမယ်အချက်တည်းမှာပါတယ်တချို့ကျတော့ပြောတော့ပြောတယ်ဒါပေမဲ့နောက်တန်လေးတွေကတိုးသွားတော့ဟုတ်ကဲ့ဆရာနောက်တန်လေးက3လုံးတော့3နှစ်ကလေးကဝက်ကြစင်မဝက်ကြကိုပြောလိုက်မယ်ပထမနှလုံးကိုပြီးတယ်ခုနကနောက်လုံးကလည်းပြီးတော့ပြီးတယ်ဒါပေမဲ့နောက်တန်လေးကတော့တိုးသွားတယ်ဒီကတော့ဗမာမှာတော့ intonation တွေတော့မရှိဘူးအင်္ဂလိပ်တွေမှာတော့ရှိတယ်ပေါ့နော်ဒါအင်္ဂလိပ် language မှာတော့ရှိတယ်ဗမာမှာတော့မရှိဘူးမြန်မာတွေကတစ်ဖက်အောင်လည်းများတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်တန်တိတိတသာတိုးတယ်ဆိုလို့ရှိရင်တော့ဒါကသူကဒီပေါ့နော်ပြသရလေ့ကျင့်ပြသရမယ့်ထဲမှာပါတယ်လို့ကျွန်တော်ကယူဆတယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာဆိုတော့ပေါ့နော်ဒီဆရာနဲ့အန်တီကိုမေးချင်တာပေါ့နော်ဒီလိုမျိုးအထူးအခြေအနေတွေမှာရှိရကလေးတွေနဲ့ပတ်သက်လို့အစာကျွေးရတာမို့ခက်စကားပြောခက်ခဲတာနဲ့ပတ်သက်လာရင်စောစောတွေကပေါ့နော်အခုပံ့ပိုးကူညီမှုရယူဖို့ပေါ့နော်ဒီ early support ကိုရဖို့ကဘာကြောင့်အရေးကြီးရလဲဆိုတဲ့ဟာလေးအကျဉ်းချုပ်လေးပြောပြပေးပါဦးခင်ဗျာ I think နော်ဆရာရဲ့ဒီမှာဘာပြောချင်လဲဆိုတာ I think the key နော် I think the most important thing ကနော် family education about children နော်သူတို့ဟာဒီကလေးတွေရဲ့behavior ဖြစ်ဖြစ်ကလေးတွေရဲ့growth and development ဖြစ်ဖြစ်ကတော်တော်များများမိသားစုတွေကနည်းနည်းအားနည်းတယ်ဆိုတော့ problem ကပေါ်လာအောင် so ဆရာရဲ့ကျမပြောသလိုagree ဖြစ်လားဘယ်လိုလဲ do you agree ဒီပါတယ်ဟုတ်ကဲ့ပါ no because I think the problem is prevent လုပ်လို့ရတယ်မိသားစုတွေကသူတို့ knowledge ရှိတယ် information ရှိတယ် really especially အဖိုးအဖွားတွေက they don't knowledge လည်းတိတ်မရှိဘူးစူးစမ်းပြီးလေ့လာဖို့လည်းသူတို့တိတ်ပြီးတော့ interest မရှိဘူးလေဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ဆရာဘာပြောပါဆရာရဲ့ဒီနောက်ကျတဲ့ကလေးတွေတော်တော်များများကပေါ့နော် especially တော်တော်များများကဖွံ့ဖြိုးမှုမိုင်တိုင်တွေမှာကျွန်တော်တို့တော်တော်များများနောက်ကျတာတွေ့ရတယ်ဟုတ်ကဲ့နော်ဒီဖွံ့ဖြိုးမှုမိုင်တိုင်တွေပြောဆိုခုနကပြောတယ်ကြော်သားပိုင်းဆိုင်ရာမှာဆိုရင် gross ရှိတယ်ပိုင်းရှိတယ်ပြီးလို့ရှိရင် oral ရှိမယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ communication ဘာသာစကားတွေအပြန်အလှန်ဆက်သွယ်တာတွေရှိမယ်နောက် adaptive ဆိုတဲ့နေ့စဉ်ပေါ့နော်ကိုစားဝတ်နေရေးပေါ့နော်အဓိကတော့စားမယ် toilet သွားမယ်အင်ကြီးဝတ်မယ်အဲ့ဒါလေးတွေရှိမယ်နောက်တစ်ခုက cognitive ဆိုတဲ့သိမှုလေးတွေပေါ့အဓိကတော့ကျွန်တော် site shape color number alphabet လို့အတူကောက်ပေါ့နော်အဲ့မှာ problem solving လေးတွေပါမယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ဒီ special need ကိုသွားပြီးတော့ချိန်ထိုးတဲ့အချိန်မှာကျွန်တော်တို့ကသူတို့ဒီမွေးတဲ့အသက်ပေါ့ဥပမာ2023မှာမွေးရင်2025ဆိုရင်သူက2နှစ်ပေါ့ဟုတ်ကဲ့အဲ့ဒါဆိုရင်အသက်က2နှစ်ဖြစ်တယ်ဒါပေမဲ့ special need တော်တော်များများကိုကျွန်တော်တို့ချိန်ထိုးကြည့်လိုက်ချိန်မှာ milestone ကိုချိန်လိုက်တဲ့အချိန်မှာ special need တော်တော်များများကအဲ့ milestone အောက်ကို2နှစ်ပွင့်ပြောရမှာတချို့တွေကလာသားလောက်ပဲဖြစ်နေတယ်
အဲ့ဒါဆိုသူရဲ့မွေးသက်နဲ့ဖွံ့ဖြိုးသက်ကအရန် gap ဖြစ်နေတယ် gap ဖြစ်နေတော့ခုနလိုကျွန်တော်တို့က early intervention support ကိုတက်နိုင်တဲ့မြပေးမှသာကျွန်တော်တို့ကခုနလိုပဲဖွံ့ဖြိုးသက်နဲ့သူ့ရဲ့မွေးတဲ့အသက်ကတိတ်မကွာဘဲနဲ့ဖြစ်နေလိမ့်မယ်။နှမဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖွံ့ဖြိုးသက်နဲ့မွေးတဲ့အသက်တွေက gap ဖြစ်သွားရင်သူ့မှာအခြားအခက်အခဲတွေအများကြီးပေါ်လာနိုင်တယ်။အဓိကတော့ပြုမှုပိုင်းဆိုင်ရာအခက်အခဲလိုမျိုးပေါ့နော်။အဓိကတော့သူတို့ကခုနလိုပဲ15နှစ်လောက်ရှိတယ်သူကဖွံ့ဖြိုးတာ3နှစ်လောက်ပဲရှိတယ်ဆိုရင်3နှစ်တိုင်းပဲသူကပြုတ်မှုနေမှာပဲသူ့ရဲ့မွေးသက်ကသာ15နှစ်ဖြစ်နေတာဒါတော့ဖွံ့ဖြိုးတာ3နှစ်ဆိုတဲ့အတွက်အခက်ခဲကဘာလဲဆိုတော့သူ3နှစ်ကလေးလိုပဲခုနရှူးတွေအီးတွေစော့ရင်စော့မယ်ခုနကသူများကိုလိုက်ရိုက်ရင်လည်းရိုက်နေမယ်ဒီကတော့သူ့ရဲ့ဖွံ့ဖြိုးမှုကအရင် overlap ဖြစ်သွားတယ်ပေါ့နော်အရင်ကြားချသွားတယ်အဲ့ချိန်မှာဆိုလို့ရှိရင်တော့အခက်ခဲတွေကတော့အရင်ဖြစ်နိုင်တယ်အဲဒါကြောင့်လို့ကျွန်တော်တို့ special need တွေဆိုလို့ရှိရင်တော့တက်နိုင်တယ်များစောလေခေါင်းလေပဲပေါ့နော်စောလေခေါင်းအဓိကတော့လေ့ကျင့်တာကပို့ပြီးတော့သူတို့အတွက်ပို့ပြီးတော့ထိရောက်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာဒီကျွန်တော်လည်းပဲတော်တော်များများတင်ယူလိုက်ရပါတယ်ဆရာတို့နှစ်ယောက်စီကနေပြီးတော့မျှဝေပေးရလေးတွေပေါ့နော်ဒီမှာတော့ကျွန်တော်နားလည်လိုက်တာလို့ပေါ့နော်ကျွန်တော်တို့ဒီကလေးတွေပုံမှန်ဖွံ့ဖြိုးမှုကိုအစာအာဟာရပိုင်းရောတခြားရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဉာဏ်ဆိုင်ရာပေါ့နော်ဒါမျိုးလေးတွေကိုသိချာကျွန်တော်တို့ကလေးတွေကိုခယူဒဆိုင်နဲ့ဒီတေချာပြုစုဆောင်ရှောက်ပြီးတော့စောင့်ကြည့်လေ့လာပြီးတော့လိုအပ်တဲ့ဟာတွေဆိုလို့ရှိရင်ကျွန်တော်တို့ကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်တဲ့ဟာလေးတွေပေါ့နော်ဒါမျိုးလေးအရေးကြီးရယ်စောနိုင်သမျှစောစောကျွန်တော်တို့တကယ်လို့ခက်ခဲတစ်ခုရှိနေပြီဆိုလို့ရှိရင်စောနိုင်သမျှစောစောအကူအညီရယူဖို့အရေးကြီးရယ်ဆိုတဲ့အကြောင်းလေးလေးကျွန်တော်လေ့လာလိုက်ရပါတယ်ဆရာကျေးဇူးအများကြီးတင်ပါတယ်